အားလုံးပဲမင်္ဂလာပါ part 2 သင်ခန်းစာ73ဖြစ်တယ်ဆိုတော့သူကကြတော့1 flat တယ်1 flat ဆိုတော့1 flat major key ကိုကျွန်တော်တို့လေ့လာပြီးသွားရင်1 flat major key က F เนาะ F တော့ B E G B B ရောက်တိုင်း flat ကိုနှိပ်ရမယ်เนาะ4 time ဒါ F major key ပေါ့1 2 3 4 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 1 2 3 4เนาะ B ရောက် B ရောက်ရင် flat ရမယ် F major key 1 2 3 4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  2သင်ခန်းစာ73ကိုကျွန်တော်တို့ခေါက်ကင်လေ့ကျင့်အောင်เนาะ1 flat ဆိုတော့ F major key ကျွန်တော်တို့ F major key ရဲ့ scale ကိုကျွန်တော်တို့လေ့လာပြီးသွားရင်เนาะ B ရောက်တိုင်း flat တက်ရမယ်1 flat ဆိုရင် F major key ဒီကြည့်အောင်1 2 3 4 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 1 2 3 4ဟုတ်ပြီကျွန်တော်တို့ chord ကိုင်ပြီးလေ့ကျင့်တဲ့အချိန်မှာ chord တွေကိုအလွတ်တီးရမှာเนาะအလွတ်မကြည့်ဘဲနဲ့တီးရမှာ chord တွေကိုဒီ note ကိုပဲကြည့်ရင်ကြည့်ဖို့ chord ကိုကြအလွတ်တီးရမှာเนาะကျေးဇူးတင်ပါတယ်